တီတီကဒီကနေ့ပြည်လက်ခတ်ဖျားเจ้าကိုသွားမှဖြစ်ပါတယ်တီတီကပထမအောင်ဆုံးတီတီတို့လိုင်းငါးစီးရတယ်ပေါ့နော်လိုင်းငါးလေးကိုတီတီကမြင်းနီကုန်းကနေစီးသွားမှာပါမြင်းနီကုန်းကနေစီးသွားလို့ရှိရင်တီတီက65တို့အဲ့ဟိုပါပေါ့နော်ဒီတာမွေဗလီနာကိုရောက်တဲ့ကားလေး144တို့အဲ့လိုကားလေးတွေကိုတီတီတို့စီးသွားတယ်ပေါ့နော်65ဆိုလို့ရှိရင်ဟိုဘလန်းကနေတစ်ဖက်ကိုပြန်ကူးရတာပေါ့ကွယ်သူကတစ်လေးလေးကကြာတီတီတို့တာမွေသူကကျတော့ဒီတာမွေဗလီရှေ့ကိုရောက်တယ်ပေါ့အဲ့ဒီဟိုစူပါမားကတ်ရှေ့ကိုရောက်တယ်အဲ့ဒါဆိုတီတီတို့ကဆင်းနေပြီးတော့65ပြန်စီးရတာပေါ့65ပြန်စီးပြီးပြီဆိုလို့ရှိရင်တော့တီတီတို့ဒီပြီးလက်ခတ်ဖျားเจ้าရဲ့ဒီသွားတဲ့အရင်ဦးဆုံးဝင်းတဲ့လမ်းလေးရောက်တယ်ပေါ့အဲ့လမ်းလေးကကျတော့တက်ခါလေးကျတော့လိုင်းငါးတွေရှိရလို့ပြောတယ်တီတီတို့ပုံမှန်ကတော့တုတ်တုတ်လေးတွေငှားပြီးစီးသွားတာများရပေါ့နော်အဲ့ဒါကိုတီတီကတုတ်တုတ်လေးစီးပြီးငှားပြီးတော့စီးသွားတာပေါ့လမ်းတလမ်းလုံးမှာလည်းတီတီလည်းဟိုဗီဒီယိုလေးလိုက်ရိုက်ဒီဗီဒီယိုလေးလိုက်ရိုက်ပေါ့နော်တီတီကဒီပြည်လက်ခတ်ဖျားကြောင်မကြခဏသွားနေကြပေါ့နော်သူ့ရဲ့ဒီလမ်းလေးကဒီတုတ်တုတ်စီရဲ့လမ်းလေးကဆိုတီတီတို့ရဲ့မန္တလေးကလမ်းလေးနဲ့တူတော့လေမန္တလေးကရေတိုးနောင်သွားတဲ့လမ်းလေးနဲ့တူတော့တီတီကအဲ့လိုလမ်းဆန်းနေနေလိုကောင်းနေအဲ့ဒီ feeling လေးကိုခံစားရတော့တီတီကအဲ့ပြည်လက်ခတ်ဖျားကြောင်ကိုသွားရတာလေသဘောကျရပေါ့နော်မီလက်ခက်ဖျားเจ้าမှာဆိုလို့ရှိရင်တီတီတို့ဒီရှေ့မှာတားတော်ရပြီးနောက်မှာမဲတော်ရဆိုပြီးတော့တီတီတို့เจ้าနှစ်เจ้าရှိရပေါ့တီတီကတစ်ခါလေရောက်လို့ရှိရင်လည်းတစ်เจ้าမဲဝင်တတ်တယ်တစ်ခါလေရောက်လည်းနှစ်เจ้าလုံးဝင်တတ်တယ်ပေါ့နော်တီတီတို့မီလက်ခက်ဖျားကိုရောက်ခဲ့ပြီဆိုလို့ရှိရင် तू ကဒီရှေ့မှာဒီမြင်းရုပ်ကလေးတွေနဲ့ပြီးရင်ဒီမုတ်ဦးကြီးရှိရပေါ့နော်အဲ့အကြီးကတီတီတို့အိုင်နာဆိုလို့ရှိရင်ဓာတ်ပုံရိုက်လို့အရန်ကောင်းလင်းပြီးတဲ့ခါကျဟိုလို့ပြောရမလဲအိုင်နာလေးမှာဆိုလို့ရှိရင်တီတီတို့တခြားနေရာလေးမှာရောက်သွားသလိုလေးခံစားရတယ်ပေါ့နော်တခြားနိုင်ငံလေးမှာရောက်သွားအိန္ဒိယကိုရောက်သွားလို့မျိုးအဲ့လိုမျိုးပုံစံမျိုးခံစားရတယ်တီတီကအိုင်နာလေးမှာဆိုရင်ဓာတ်ပုံတွေရိုက်တတ်တယ်ပေါ့အဝင်ဝမှာအဲ့ဝင်ဝမှာအဲ့မြင်နေရတဲ့အဝိုင်းလေးလေအဲ့အဝိုင်းလေးကမနှင်းရဘူးလေသူကပန်းပွင့်ပုံစံလေးပေါ့နော်အဲ့အလေးကိုမနှင်းရဘူးပြီးလို့ရှိရင်တီတီတို့ဝင်သွားပြီဆိုလို့ရှိရင်ဒီဘက်ဘေးမှာဆိုရင်ဒီအုံတီတို့ငပြောတီတို့ရောင်းနေပွဲရောင်းတာတွေရှိရပေါ့နော်အဲ့မှာဆိုတီတီကအဲ့ပွဲရောင်းတာလေးတွေကိုပွဲဝယ်ပြီးတော့ပွဲအဲ့လိုမျိုးဟိုကတ်လေးရှိရပေါ့နော်သူကကျတော့ပွဲတပွဲကိုအရင်တုန်းကဟိုးဆဆချင်းတုန်းကဆိုတီတီဝယ်တုန်းက4000လားမသိဘူးအဲ့လောက်ကနေစတာပဲအခုတီတီခဏသွားတယ်6000 9000အဲ့လိုမျိုးဖြစ်လာပြီပေါ့နော်ဖြည်းဖြည်းနဲ့ဒီပွဲဝယ်ပြီးပြီဆိုတဲ့ခါကျတော့တီတီတို့ဟိုအရင်ဦးဆုံးလောက်ရတာကဒီပတ်စံသူကလေအဲ့မှာလူငွေလေးထည့်ရတယ်ပေါ့နော်သူကပတ်စံ900အလူငွေလေးထည့်ပြီးနာမည်လေးရေးပြရပေါ့နာမည်လေးရေးပြီးပြီဆိုလို့ရှိရင်တီတီတို့အုံသီးလေးကိုခွဲရတယ်အဲ့အုံသီးခွဲပေးတဲ့နေရာတက်ရှိရအုံသီးခွဲပေးတဲ့နေရာလေးအဲ့အုံသီးခွဲပေးတဲ့နေရာလေးမှာအုံသီးခွဲတယ်ပြီးပြီဆိုလို့ရှိရင်အထဲထဲမှာတီတီတို့တွားပြီးတော့ကတ်တယ်ပေါ့နော်တွားကတ်တယ်ဆိုလို့ရှိရင်တော့ဒါတီတီကဗီဒီယိုမပါလာဘူးအထဲထဲမှာဗီဒီယိုရိုက်လို့မရဘူးဆိုလို့နောက်တစ်ခေါက်ဗီဒီယိုလေးမှာတော့ရိုက်ထားသေးရပေါ့နော်ဒါလေးကပွဲသွားကတ်တာပွဲကတ်ပြီးတော့ထွက်လာတာပေါ့ထွက်လာပြီးပြီဆိုလို့ရှိရင်တီတီတို့ဟိုဘက်ဒီအဆောက်အဦရဲ့ဟိုဘက်ဘေးမှာဆိုလို့ရှိရင်စားတဲ့အဆောင်ရှိရပေါ့နော်အဲ့အဆောင်မှာဆိုလို့ရှိရင်ထမင်းနေကျွေးရပေါ့အဲ့ထမင်းနေကျွေးရဆိုအရန်စားလို့ကောင်းတယ်သူကဘယ်လိုလဲဆိုတော့ပဲတို့ဘာတို့ပါရပေါ့နော်အိန္ဒိယထမင်းလေးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးအဲ့ဒါလေးကိုတီတီကသွားစားခဲ့တီတီကတော့ကြိုက်တယ်အဲ့ထမင်းလေးစားရတာကိုလေပျော်ဖို့လည်းကောင်းတယ်ပြီးတော့အရသာလည်းရှိရလို့ခံစားရပေါ့နော်ဒါလေးတွေကလူတဲ့သူတွေလူပေးတဲ့အစားအစာလေးပေါ့နော်ဒါဆိုကုသိုလ်လေးရရပေါ့နော်ကိုယ့်ရဲ့ယူဆလေးနဲ့ကိုစားကြတာပေါ့နော်တီတီကတော့အဲ့မှာစားပြီဆိုလို့ရှိရင်တပွဲလုံးကောအောင်စားရများတယ်သဘောကျတယ်ကြိုက်တယ်ပေါ့သူကထမင်းရယ်ပဲရယ်ပြီးလို့ရှိရင်အဲ့ဒီခရမ်းညစ်ဒီဟင်းလေးရယ်ပေါ့နော်အဲ့အလေးရယ်ပြီးရင်သူတို့ကလက်ဆေးဖို့အတွက်လည်းဟိုဘက်မှာလက်ဆေးဆောင်နေလည်းရှိပြီးရယ်ဆိုတော့တီတီတို့ကစားတဲ့အချိန်မှာဒီတိုင်းစားလို့ရတယ်တချို့ဆိုလက်အိတ်ကလေးနဲ့စားနေရလဲတွေ့ရပေါ့နော်ပြီးတီတီတို့ပြန်လာပြီဆိုတဲ့အခါကျတော့အဲ့ရဲ့ဒီအပြန်ရဲ့လမ်းထိပ်လေးမှာဆိုဟိုပါလေဟိုပါပါလိဖျဲသီးလေတီတီကဖျဲသီးကြိုက်တော့ဖျဲသီးတယ်လေတွေ့တော့ဖျဲသီးဝယ်ခဲ့သေးတယ်ဖျဲသီးကအမြဲတမ်းတော့မရှိဘူးပေါ့နော်တခါလေးရှိရပေါ့အဲ့ဒီတစ်ခါဝယ်တာတော့တီတီဖျဲသီးလေးတစ်လုံးဝယ်ခဲ့တယ်ပေါ့နော်ပြီးတော့တီတီတို့ပြန်ခဲ့တယ်ပေါ့ပြန်တဲ့ခါကျတော့တီတီကအဲ့လိုင်းငါးစီးပြီးတော့အဲ့ဟိုဟာပေါ့လေဟိုဟာလေလိုင်းငါးစီးပြီးတံတားကြီးကိုဖျက်ရတာအဲ့တံတားကြီးကိုဖျက်ရတီတီအရန်ကြိုက်တယ်အဲ့ဒီတံတားကြီးကနေပြီးတော့အောက်ကိုကြည့်ရတာရေပေါ်မှာအဲ့လိုရွှေရောင်လက်လေးဖြစ်နေတဲ့အချိန်ဆိုပို့ပြီးတော့ကြိုက်တယ်အဲ့ဒီတရားကြီးကနေဖျက်ရတာကြိုက်တယ်အဲ့ရနေပြီးတော့တီတီတို့ပြန်ခဲ့တယ်ပေါ့နော်ဓာတ်ပုံတွေလည်းရိုက်ခဲ့တယ်တီတီလိုင်းငါးစီးပြီးပြန်လာဖြစ်ပါတယ်ကဲဒါပါပဲတီတီရဲ့တနေ့တာလေးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးလည်းထပ်ပြီးတော့တီတီ blog လေးလောက်သွားမယ်ပေါ့နော်ဒါလေးကတော့တီတီရဲ့ပထမအဆုံးဒီပီလက်ခတ်သွားတဲ့ blog လေးပေါ့နော်ပထမအဆုံးပီလက်ခတ်သွားတော့မဟုတ်ပထမအဆုံးလုပ်တဲ့ blog လေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်See you next video